content creator တွေ video ရိုက်ခံနေအတန်သွင်းခံနေကြမှာအတန်ဝင်သွားတာတို့အတန်ကကောင်းကောင်းအလုံးမလုံးတော့တာတို့ကိုကြုံမှုကြတယ်မလားအဲ့လိုခါမျိုးမှာဆိုရင်တော်တော်လေးဒါကျွန်တော်တို့အလုပ်အတွက်အရန်ကိုအနှောက်အယှက်ဖြစ်စေတဲ့အခိုက်အတန့်တစ်ခုပါပဲအဲ့တော့ကျွန်တော်တို့ရဲ့အတန်ဆိုတာလည်းဖျားပေးထားတဲ့လက်ဆောင်တစ်ခုပါပဲဘာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့တူရိယာတစ်ခုဆိုလေဟုတ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ရဲ့အတန်ကိုကျွန်တော်တို့ဂရုစိုက်ဖို့လိုတယ်ရေရှည်အသုံးပြုနိုင်အောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာအတန်နဲ့ပတ်သက်ပြီးတော့ရေရှည်ထိန်းသိမ်းနိုင်မှုအတွက်အရေးကြီးတဲ့အချက်၃ချက်ကြောင့်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးချက်တစ်ခုအနေနဲ့ကတော့ရေများများတောက်ဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရေတက်ပြေဝနေပြီးတော့မှကျွန်တော်ရဲ့အတန်ကဆွတ်ပြီးတော့အလုပ်ကိုကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီခါမျိုးမှာမှကောင်းမွန်တဲ့အတန်ကိုရရှိမှာပဲဖြစ်ပါတယ်ဗျဒုတိယတစ်ချက်အနေနဲ့ကတော့ရေခဲနဲ့ရေခဲရေကိုရှောင်ပါအဲ့တော့အတက်နိုင်ဆုံးတော့ဘဝတစ်လျှောက်လုံးမှာရှောင်နိုင်တော့အကောင်းဆုံးပဲမရှောင်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့အတန်သွင်းကန်ဒီဗီဒီယိုရိုက်ခံဒီအနည်းဆုံးကျွန်တော်တို့3နာရီ4နာရီလောက်အလိုမှာတည်းကဒီရေခဲနဲ့ရေခဲကြီးကိုတောက်တာတွေစားတာတွေမလုပ်ထားတော့အကောင်းဆုံးပါပဲအဲ့တော့ရေခဲကကျွန်တော်တို့ရဲ့အတန်ကိုတင်းကျပ်စေပြီးတော့မှအတန်နာတာတွေအတန်ဝင်တာတွေကိုဖြစ်စေပါတယ်ဒါကြောင့်မို့လို့ရေခဲနဲ့ရေခဲကြီးကိုတက်နိုင်ဆုံးရှောင်ကြပါနောက်နံပါတ်3ချက်အနေနဲ့ကတော့မလိုအပ်ဖဲနဲ့ကျွန်တော်စကားကိုအတန်အကျေကြီးပြောတာအော်ပြီးပြောတာမျိုးတွေမလုပ်မိဖို့လိုအပ်ပါတယ်အထူးသဖြင့်တော့ဗီဒီယိုရိုက်ခံနေအတန်သွင်းခံနေဒီလိုအချိန်မျိုးတွေမှာမလုပ်မိဖို့အရင်ရေးကြည့်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာကျွန်တော်ရဲ့အတန်ကိုထိခိုက်ဒဏ်ရာရစေပြီးတော့မှအတန်ကကောင်းကောင်းအလုပ်လုပ်နိုင်မှာမဟုတ်တော့ပါဘူးဗျာဟုတ်ကဲ့ပါကျွန်တော်အခုပြောခဲ့တဲ့အချက်3ချက်ကိုမိတ်ဆွေတို့လိုက်နာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အတန်ကိုရေရှည်အသုံးပြုနိုင်မှုအတွက်နဲ့ကိုယ့်ရဲ့အတန်ကိုထိခိုက်ဒဏ်ရာရစေတဲ့အခြေအနေကနေပြီးတော့မှမိတ်ဆွေတို့ရှောင်ရှားနိုင်မှာဖြစ်ပါတယ်ဗျာအဲ့တော့ဒီဗီဒီယိုလေးကလည်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်နောက်ထပ်ဒီမှာလည်းအတန်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ like and follow လေးလုပ်ပြီးတော့ဆောင်မြောက်အားပေးကြပါအောင်ဗျကျေးဇူးများကြီးတင်ပါတယ်